စလင်းဟင်းဆောင်မှာတော့ကျောင်းသားကောင်လေးဥက္ကဋ္ဌမင်းသမီးလေးတာဂါမီနဲ့တာမန်ကျောင်းသားလေးရှီယိုဒါတို့နှစ်ယောက်ကနေပြီးတော့ဇလန်းကိုစတင်ထားပါတယ်။ရှီယိုဒါကတော့အကျောင်းဝတ်ဆိုရင်ဘယ်သူမှတိတ်မသိတဲ့တိတ်ဆိတ်ငြိမ်တဲ့အန်အာစီလိုကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့အခြားတစ်ဖက်မှာတော့အကိမမကကျောင်းလုံးရဲ့ကွင်းလင်းဖြစ်တယ်လို့ဘီဘီစုံလုံးနဲ့နတ်သမီးလေးတို့သားရဲ့တာဂါမီဆိုတဲ့အကိမမကြီးတစ်ယောက်လည်းရှိပါတယ်။ဒီနေ့မှာတော့ရှီယိုဒါတစ်ယောက်အာဂါသပစ္စည်းတွေထားတဲ့အဆောင်တစ်ခုမှာအချိုရည်တောက်နေရင်လည်းအတန်တခုကြာရတာကြောင့်သွားကြည့်ရင်ကနေတာဂါမီရဲ့မမြင်အပ်တဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒါကတော့တာဂါမီကအခန်းထဲမှာသူ့ရဲ့အပေါ်အဝတ်စားတွေကိုချွတ်ပြီးတော့အထက်ကအတူစားတွေကိုလဲနေတာပဲဖြစ်ပါတယ်။ဒါကိုကြည့်ပြီးခီယူရာတယောက်လည်းမျက်လုံးပြူးမဆန်ပြူးတွေဖြစ်သွားပါတယ်။အဲ့နေ့ကစပြီးတော့သူတို့နှစ်ယောက်ကြားကဆက်ရထူးဆန်းစွာနဲ့စတင်ပါတော့တယ်။တိတ်မကြခင်မှာပဲနောက်တဲ့ဆန်းကျဲတဲ့အဖြစ်အပျက်တစ်ခုထပ်ဖြစ်သွားပါတယ်။ဒါပဲဆောင်ဝေးပွဲမှာတာဂါမီက68မှတ်သာရခဲ့တဲ့အတွက်စိတ်ပက်သွားခဲ့ပါတယ်။တာဂါမီတို့စာတော်တဲ့သူမျိုးတော့ဘာလို့အမှတ်ပေးမရတာလဲဆိုပြီးတော့ဟီရိုဒါကတော့စဉ်းစားနေပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုလို့သူမရဲ့အတွင်းကိုကျောင်းသားအားလုံးရဲ့အရှိမချွတ်ပြလိုက်ပြီးတော့တဖြည်းဖြည်းနဲ့အချိန်နေရနောက်ပြန်လဲသွားပြီးတော့ဆောင်းဝဲရမကတရားပြန်ပြစ်သွားတာကိုရှီရိုဒါတယောက်လည်းတွေးလိုက်ရပါတယ်။ဒါကိုကြည့်ပြီးတော့ထပ်ပြီးတော့ရှီရိုဒါတယောက်လည်းအလုံးပြူးပါစပ်အဟောင်းနဲ့ဖြစ်သွားခဲ့ပြန်ပါတယ်။သူအိမ်မက်မက်နေတာလားတကယ်လားဆိုတာကိုလည်းဝေဝါးသွားခဲ့ပါတယ်။ဒီလိုနဲ့တနေကုန်ထူးဆန်းတာတွေဖြစ်နေတဲ့အကိမမရဲ့သူ့ရဲ့အမြင်ကိုပြန်ပြီးတော့စဉ်းစားနေရင်လည်းသူ့ရဲ့တိကျစိတ်တွေကြောင့်ကျောင်းအောင်စီအခန်းထဲမှာရှိတဲ့တာဂါမီစီကိုတွားမေးတဲ့အခါတာဂါမီကမနက်ကသူ့ဝေစားလဲနေတာကိုရှီယိုဒါချောင်းကြီးနေတာကိုသူသိတယ်လို့ပြောလိုက်ကဘာလို့ချောင်းကြီးတာလဲဆိုပြီးတော့မေးလိုက်ချိန်မှာပဲဟိုရီဟင်းနေလုံနေတာကြောင့်ဖိဖိသားတွေပြောမပြောပဲအေးစစ်စစ်စကားပြောကြမယ်ဆိုပြီးလဲတာဂါမီကအချိုရွယ်တစ်ခွက်ကိုရှီယိုဒါအတွက်ပြင်ဆင်ပေးလိုက်ကရှီယိုဒါကတော့အခုထိအကိမမကိုလမ်းနေတော့မှာပဲအဲ့ဒါကြောင့်သူမလက်တဲကခွက်ကိုလှမ်းယူလိုက်ချိန်မှာပဲအချိုခွက်တွေကသူမရဲ့ပေါက်စီတွေပေါ်ကိုမှောက်ကျသွားပြီးတော့အဝတ်စားတွေလည်းဆူရွှဲသွားခဲ့ပါတယ်တာဂါမီကလည်းဆူရွှဲနေတဲ့သူ့ရဲ့အဝတ်စားတွေကိုတုပ်ပေးဖို့ကိုပြောလိုက်ကရှီယိုဒါကတော့တခါမှအခုလိုမျိုးသူများပေါက်စီကိုမထိဘူးတာကြောင့်တိုင်ပဲနေပါတယ်ဒါပေမဲ့လည်းတာဂါမီကကြောက်စီရမလို့ပဲအေးသေးတုပ်ပေးဖို့ကိုပြောလိုက်ကဘသူကမှမပြောဘူးတဲ့သူမရဲ့လှုပ်ဝက်ဆောင်အားကြီးကိုထုတ်ဖို့ပြောပြလိုက်ပါတယ်အဲ့ဒါကတော့ Internet Virgin Role လို့ခေါ်တဲ့ဆွမ်းအားဖြစ်ပြီးတော့သူမမောင်းရင်းတဲ့အခါတိုင်းအမားမှန်သမျှကိုပြန်ပြီးဖို့အတွင်းငယ်တစ်ခုကိုချွတ်လိုက်ရုံနဲ့အချိန်ကိုနောက်ပြန်ရင်းနိုင်တာပဲဖြစ်ပါတယ်။ထပ်ပြီးတော့လည်းတာဂါမီကသူအခုလိုမျိုးအရာရာပြေဆုံးနေတာကအဲ့ဒီအစွမ်းကြောက်လို့ပြောလိုက်တာသူ့ရဲ့အကြောင်းကိုပရမာသွန်ပြောပြတဲ့သူကလည်းရှီယိုဒါတယောက်ပဲရှိတယ်ဆိုပြီးလဲလှုပ်ဝက်ချက်တွေကိုတီးသွားတဲ့ရှီယိုဒါကတော့ဒုက္ခများသွားခဲ့ပါတယ်။ဘာလို့လဲဆိုသူမကသူ့ရဲ့လှုပ်ဝက်ချက်တွေကိုထိန်းသိမ်းဖို့နဲ့သူမကအချိန်ပြည့်ရတဲ့အစွမ်းကိုတုံးလိုက်တဲ့အခါတိုင်းအထက်ကအတွင်းငယ်တွေကအကိုပြန်စီးပြီးအစားကနေပြန်လဲရမှာလို့ပြောလိုက်ကလိုအပ်တဲ့အတွင်းငယ်အပိုတွေကိုသူလိုအပ်တိုင်းပေးရမယ့်အလုပ်ကိုရှီယိုဒါကိုခိုင်းစေလိုက်ပါတယ်ရှီယိုဒါကပဲသူ့ရဲ့စွမ်းအကြောင်းကိုတီးတဲ့တူဦးသောသူတယောက်ဖြစ်တယ်လို့ပြောလိုက်ကရှီယိုဒါကအသေးကြီးတွေအကြောင်းအကိမမကသူ့ရဲ့ပေါက်စီတွေနဲ့ရှီယိုဒါကိုမြူဆွဲနေပါတယ်ဒါပေမဲ့လည်းရှီယိုဒါကလုံးဝမပြတ်နိုင်ဘူးဆိုပြီးတော့အခန်းမြေကိုထွက်ဖို့လုပ်နေတော့မှာပဲတာဂါမီရဲ့အတန်တခုကြောင့်အတန်းသားတွေလည်းအခန်းထဲကိုရောက်လာကရှီယိုဒါကတော့သူ့ကိုမတော်မနေရကြံနေရဆိုပြီးတော့လည်းအကိမကပြောနေပါတယ်ချီယိုဒါကတော့သူကအဲ့လိုလိုမျိုးမဟုတ်ဘူးဆိုပြီးလဲအပြန်ရင်းနေခဲ့ကစော်လေးတစ်သိန်းကတော့ရဲစခန်းကိုပုံဆက်နေပါတယ်ဒါတွေကိုတွေးမှုနေတဲ့ချီယိုဒါကတော့သူ့ဘဝကဒီမှာနေပြီးဆုံးတော့မှလားဆိုပြီးတော့တာဂါမီကိုတောင်းပန်နေခဲ့ကတာဂါမီကသူ့ရဲ့အတွင်းကိုပြန်ချွတ်ပြီးတော့သူ့ရဲ့ဆွမ်းအားနဲ့ခုနကအချိန်တွေကိုပြန်ရင်းလိုက်ပါတယ်ဒီတစ်ခါမှာတော့တာဂါမီကဒုက္ခမရအောင်လို့ကယ်ရီတာလို့ပြောလိုက်ကသူပေးထားတဲ့အလုပ်ကိုလက်ခံဖို့အခွင့်အရေးတစ်ခုပေးမယ်လို့ပြောပါတယ်ထပ်ပြီးတော့လေဒီလိုမှမလုပ်ရင်တော့ခုနကလိုထပ်ပြီးဖြစ်သွားမယ်ဆိုပြီးတော့ရှီယိုဒါကိုအတင်းချင်းချောက်နေပါတယ်။နောက်ဆုံးမှာတော့ရှီယိုဒါတယောက်လည်းမဒူးဆက်ကင်းမယ်ဆိုပြီးတော့သူမတောင်းဆိုတဲ့အလုပ်ကိုလက်ခံလိုက်ပါတယ်။အဲဒါကြောင့်ပရမာသောအနေနဲ့ရှီယိုဒါကိုယ်တိုင်အန်ဒဝဲဝေပေးရမယ်ဆိုပြီးတော့ပြောလိုက်ကတမရဲ့အိတ်တဲကနေအန်ဒဝဲတစ်ခုကိုတွားယူခိုင်းလိုက်ပါတယ်။ရှီယိုဒါကတော့ချက်နဲ့ပဲမလုံးမိတ်ထားလိုက်ပြီးတော့သူမကိုအန်ဒဝဲဝေပေးလိုက်ရပါတယ်ဒီလိုနဲ့ပဲတာဂမ်ဘီရဲ့စိတ်တိုင်းကျလုပ်ပေးရတဲ့ရှီယိုဒါရဲ့အကြောင်းသားဘောဟာစမ်းသပ်မှုတွေနဲ့ပြင်းနေနေတဲ့ထူးခြားဆန်းရည်တဲ့နေရက်တွေစတင်လာပါတော့တယ်